ကျွန်တော်ဒီမိခွန်းလေးကိုပြန်လဲပြင်မိပြပါတော့ဒီကတော့ကျွန်တော်တို့ဒီအင်ရှင်တွေကိုပါပဲမူတည်ပါတယ်အားကြောင့်လဲဆိုတော့ကျွန်တော်တို့အင်ရှင်တွေဘက်ကနေပြီးတော့အချိန်ပေးနိုင်တယ်ကျွန်တော်တို့ဒီစိတ်ရှုပ်ခံနိုင်တယ်ဆိုရင်တော့အဲစိတ်တုပ်တဲ့အဖွဲ့အစည်းကိုကျွန်တော်တို့လက်ခတိတယ်မှာပြုလုပ်ခိုင်းပါတော့အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်အင်ရှင်တွေဘက်ကနေပြီးတော့ဘာပါနော်ပစ္စည်းကိုကျွန်တော်တို့လိုက်ဝဲမွေပေးနိုင်ဘူးအချိန်ကုန်လည်းမခံနိုင်ဘူးပြီးတော့မအားဘူးเนาะတစ်ဖက်မှာလည်းကျွန်တော်တို့လှုပ်ရှိတဲ့အတွက်ကြောင့်မလို့ဒီကိစ္စအတွက်ကိုကောင်းတဲ့ထည့်လို့မရဖြစ်နေတဲ့အင်ရှင်တွေလည်းရှိရပါတော့အဲ့လိုအခါမျိုးကြရင်ကျွန်တော်တို့ကကြတော့စီတုပ်တဲ့အဖွဲ့အစည်းကိုအင်ရှင်တွေဘက်ကနေပြီးတော့ပစ္စည်းကိုလက်ကအပီးစီပြုလုပ်ခိုင်းတာပို့ပြီးတော့တင်လျော်တယ်ပေါ့နော်ကျွန်တော်ကအကြံပေးပါဆိုရင်တော့ဒီအချိန်တွေရဆိုရင်ကျွန်တော်တို့ဒီစီးပစ္စည်းဝယ်ရတာနည်းနည်းလေးအချမ်းဖြစ်နေတယ်ခက်ခဲလေးရှိတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအင်ရှင်ရဲ့ဘက်ကနေပြီးတော့ဆေးတုပ်တဲ့အခါမှာပစ္စည်းဖို့လက်ကအပီးစီပြုလုပ်ခိုင်းတာပို့ပြီးတော့ကောင်းမွန်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်အင်ရှင်ရဲ့ဘက်ကနေပြီးတော့ဒီလိုပစ္စည်းချမ်းဖြစ်နေတဲ့အချိန်ပစ္စည်းတွေအခက်ခဲဖြစ်နေတဲ့အချိန်မှာဝယ်ယူရတာအခက်ခဲဖြစ်နေတဲ့အချိန်မှာလိုက်ဝယ်ဖို့ဆိုတာအင်ရှင်တွေအတွက်ကအရင်မလွယ်ကူတော့ဘူးပေါ့နော်ကျွန်တော်တို့ခက်တွေ့စေတယ်အချိန်တွေပိုကြန့်ကြမယ်ပိုပြီးတော့ဆိတ်ရှုပ်စရာတွေပိုပြီးတော့ပြင်မဲမယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့အင်ရှင်တွေနဲ့ဒီစေတုပ်တဲ့ဖွဲ့စည်းကိုဒီလိုချင်းနေမှာဆိုရင်တော့ပစ္စည်းကိုလက်ကအပီးစီပြုလုပ်ခိုင်းတာပို့ပြီးတော့တင်လျော်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပစ္စည်းကိုလက်ကခိုင်းတာပဲဖြစ်ဖြစ်လက်ခတိထန်တဲ့ပဲခိုင်းတာပဲဖြစ်ဖြစ်ပေါ့နော်အင်ရှင်တွေဘက်ကနေပြီးတော့ဒီတတိထားမဲ့အချက်လေးရှိရပါတော့အဲ့ဒါကဘာလဲဆိုရင်အင်ရှင်တွေဘက်ကနေပြီးတော့လက်ခတိထန်ပြုလုပ်တဲ့ခိုင်းတဲ့အခါမှာကျွန်တော်တို့ဒီရွေးချယ်ခဲ့တဲ့စေတုပ်ဖွဲ့စည်းရတယ်ပြီးတော့ကောင်းကောင်းကန်ကန်ပြုလုပ်တဲ့စစ်စစ်နေစစ်စစ်နေပြုလုပ်တဲ့ဆိုရင်တော့ပြဿနာမရှိဘူးပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီကိုဝယ်ပေးတဲ့ပစ္စည်းတွေစီးတွေကိုစီးကမရှိဘဲနဲ့သုံးမယ်ဆိုရင်တော့ဒီမှန်းထားတဲ့ budget တွေကပို့ပြီးတော့ကုန်နိုင်တယ်ပေါ့နော်အကျိုးမရဘူးဖြစ်သွားတာပေါ့နော်ငွေပို့ကုန်သွားမယ်အချိန်ပို့ကုန်သွားမယ်ပေါ့နော်ဒါလေးတော့တတိထားရမယ်ပစ္စည်းပုလက်ကအပေးစီပြုလုပ်ခိုင်းတဲ့အခါမှာလည်းအင်ရှင်တွေဘက်ကနေပြီးတော့တတိထားမှချက်လေးရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဥပမာအင်ရှင်တွေဘက်ကနေပြီးတော့ premium level စေးအမျိုးအစားနဲ့ပေါ့နော်ကောင်းစားစေးအမျိုးအစားနဲ့အသုံးပြုမှဆိုပြီးတော့စာချုပ်ချုပ်မယ်ဝယ်ပေးငွေယူလုပ်တယ်လုပ်ပေမဲ့ကျွန်တော်တို့ဒီစေးတုံးမဲ့ဖွဲ့စည်းရနေပြီးတော့ဒီpremium level စေးမသုံးဘဲနဲ့အခြားစေးတွေသုံးမယ်premium level တဲ့ native စေးတွေတက်တာတဲ့စေးတွေကိုချားညက်ပြီးသုံးမယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့ဟာတွေလည်းကျွန်တော်တို့ကြုံမှုတယ်ပေါ့နော်ကျွန်တော်တို့ patient တွေရတယ်ကျွန်တော်တို့ရှင်ဖွင့်ရလေးရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်တဲ့အခါကျရင်နောက်ဦးနှစ်ဖက်တွေအဆင်ပြေစရာလေးဖြစ်လာမယ်ပြဿနာလေးဖြစ်လာနိုင်တယ်အဲ့တော့ကျွန်တော်တို့လက်ခတိရန်ခိုင်းတဲ့အခါမှာလည်းကိုယ်ဝယ်ပေးတဲ့ပစ္စည်းတွေကိုကျွန်တော်တို့တခြားသုံးရလားဆိုတာ view design ကြည့်ဖို့လိုတယ်ပစ္စည်းကိုလက်ခအပီးစီပြုလုပ်ခိုင်းတဲ့အခါမှာလည်းကိုယ်သုံးပြီးမဲ့စေး brand ဒုစားကိုအသုံးပြုပြီးလားဆိုတာလေးကိုလည်းလိုက်ပြီးတော့ကြည့်တယ်ပေါ့နော်ဒါမှသာကျွန်တော်တို့ဒီစေးတုပ်တဲ့လုပ်ငန်းအားလုံးနှစ်ဖက်တွေအဆင်ပြေမဲ့လုပ်ငန်းတစ်ခုဖြစ်လာတာပေါ့နော်ရှင်းနေစရာလေးဖြစ်လာမယ်အဲ့တို့ကြောင့်မို့ကျွန်တော်တို့ကဒီပစ္စည်းဖို့လက်ခပဲတည်တယ်မှာခိုင်လက်ခတည်တယ်မှာခိုင်အရှင်တို့ကပဲမူတည်ပါတယ်ကျွန်တော်ဒီ comment လေးကိုပြန်လည်ဖြေချပေးခြင်းဖြစ်ပါတော့